တင်းကိုတင်တန်ဖိုးထားပါတင်းရဲ့တမှုထူးခြားမှုကိုတန်ဖိုးထားပြီးတော့မှတင်းရဲ့လမ်းကြောင်းကိုတင်းကိုယ်တိုင်ဖောက်ပါတင်းချစ်ကနှစ်သက်တဲ့အရာတွေကိုတင်းရဲ့စိတ်ထဲကျလှုပ်ဆောင်ပါတကယ်လို့ရင်ငုတ်တာကတင်းကိုပျော်ရွှင်စေတယ်စိတ်လှုပ်ရှားစေတယ်ဆိုရင်အတွေးလွန်မနေပါနဲ့လှုပ်တာလှုပ်လိုက်ပါဘဝကြီးဆိုတာတူတူလေးပါဒါကြောင့်စင်ကြီးကြီးများမနေပါနဲ့ New York Times သတင်းစာကဆိုရင်လူတွေလင်းမပြန်တန်းနိုင်မှုအတွက်နှစ်ပေါင်းထောင်နဲ့ချီတဲ့အချိန်ကိုလိုအပ်ပါတယ်လို့ရေးသားခဲ့ပါတယ်ဒါကိုဆဲချပြီးတဲ့နောက်မှာ Ryan နောင်ကသူတို့ရဲ့စေကူကဖြစ်နိုင်ကြောင်းကိုသက်သေပြခဲ့ပါတယ်တကယ်လို့သူတို့ကသာရှုံးပေးခဲ့မယ်ဆိုရင်ရောသူတို့ကဒီသတင်းဆောင်မတွေလေကြောင်းကျွမ်းကျင်ပညာရှင်တွေရဲ့စကားကိုနားထောင်ခဲ့မယ်ဆိုရင်သူတို့အောင်မြင်နိုင်မှာမလားသူတို့ကရာဇဝတ်ရဲ့အကောင်းဆုံးသောတည်ထွင်မှုကြီးတွေကတခုခုဖန်တီးနိုင်ပါမလားဒင်းကိုလူတွေကဘာအကြောင်းပဲပြောအရေးမကြီးဘူးဆိုတာကိုမှတ်ထားပါသူတို့ရဲ့စကားလုံးတွေကသူတို့ရဲ့ကန့်သက်ချက်တွေမကောင်းမြင်စိတ်တွေပဲဖြစ်ပါတယ်နေရာတွေမဟုတ်ပါဘူးဒင်းကိုအမြဲတမ်းအပြစ်ပဲပြောနေတဲ့ဒင်းရဲ့မိတ်ဆွေတငယ်ချင်းအိမ်နီးချင်းဆွေမျိုးတွေကိုစဉ်းစားကြည့်လိုက်ပါသူတို့ကသူတို့ရဲ့မွန်းချက်မှုတွေကိုတင်းပေါ်မှာလာပြီးတော့မှတွန်းချနေတာမျိုးဖြစ်နိုင်ပါတယ်သူတို့ရဲ့စကားလုံးတွေနဲ့ပတ်သက်ပြီးစိတ်မပူပါနဲ့ယုံကြည်မှုရှိစွာပျော်ရွှင်စွာနဲ့ပဲတက်ရှင်ပါဒီလိုစိတ်ဓာတ်မျိုးကတင်းကိုပျော်ရွှင်စရာဘဝတစ်ခုစီကိုခေါ်ဆောင်သွားနိုင်ပါတယ်တင်းလုံးချင်တာကိုလုပ်ပါဒါပေမဲ့တင်းချောင်းတော့တခြားလူတွေမထိခိုက်ပါစေနဲ့တကယ်လို့တင်းကလောကကိုအာဃာတခြင်းမှုဘပွားမယ်မိသက်သမားသို့မဟုတ်ဆက်သားကြီးဇီဝဗေဒပညာရှင်ဖြစ်နေတယ်ဆိုရင်လှုပ်တာလုပ်လိုက်ပါ Ryan ညီနောင်လိုပဲအမြင့်ဆုံးကိုမှန်းပြီးတော့